အသက်ရှူမရအောင်တင်းကျပ်စွာချီနှောင်ထားသောမြောက်များအတွင်အကိုတယောက်ပိတ်မိနေသည်အေယာမမွေကြီးဖိနှိပ်ကျက်တဲသောမြောက်များကသူ့ကိုဖမ်းဆီးထားသည်အုပ်စုဝင်များကဝင်းရံကြည့်ရှုနေကြပြီးအေးဆက်သည့်စိန်ပုံစံအပြားများ၏စီးကျက်ညီညွတ်သည့်ကြစ်လက်ချုံသွားမှုကိုမျက်စိမဖယ်နိုင်ကြဒီနေရာမှာဖျက်ကွက်သွားမယ်ဆိုရင်အဖွဲ့ဝင်တယောက်ကိုဆုံးရှုံးရမည်အုပ်စုအတွက်တော့သူတို့၏အနာဂတ်အစိပ်ပိုင်းတစ်ခုမြေမုံထဲသို့ဖိနှိပ်ခံနေရသည်အကြောက်တရားနှင့်တန်တရားတို့ကအုပ်စုအတွေ့လှိုင်းလုံးကဲ့သို့ဖြန့်ကျက်သွားသည်မိသူမြထူမြကြောက်မက်ဖွယ်တရဝါ၏အစာမဖြစ်လူကြမွေသည်ဆက်လက်တင်းကျပ်စွာချီနှောင်ထားပြီးတားကောင်ကိုအသက်ရှူမရအောင်ဖိနှိပ်ရန်အသင့်ရှိနေသည်မြောက်အင်အားများတော့လေသူတို့မိတ်ဆွေကိုမကဲတင်နိုင်ခဲ့ကြပိုင်တွယ်မွေသည်တိတ်ဆိတ်စွာကိုမြောက်များကိုပိုမိုတင်းကျပ်စေပြီးအသက်၏လှိုင်းလုံးကိုဖျက်တောက်ခဲ့နေသည်တားကောင်၏ကိုခန္ဓာသည်လော်ရဲသွားပြီးအဆက်မကပ်ဖီအားအောက်တွင်ရင်ဘတ်ရိုးများလော်ကျသွားသည်နောက်ဆုံးအော်သံများလည်းတိတ်ဆိတ်သွားခဲ့သည်ရွှေရောင်မြက်လုံးများစွာကမူလတဘာဝဒေါသပြင်းထန်မှုဖြင့်လောင်ကျွမ်းနေကြသည်အခြေအနေပြောင်းလဲလာသည်ကိုခံစားမိသည့်အမွေသည်မြောင်များကိုဖြေလျော့ကလှုပ်ရှားမှုမရှိတော့သည့်တားကောင်ကိုစွန့်ပစ်လီပြန်လှည့်ရန်ကြိုးစားသည်သို့သောမိသားစုသည်အဆုံးမသက်သေးခိုင်မာသောလက်များကစုတ်ခွာသည့်အမွေဤလဲကြောင်းနောက်ပိုင်းကိုဖမ်းဆီးကဒေါသအဝိုင်းအတွင်ပြန်ဆွဲသွင်းကြသည်အုပ်စုသည်နှစ်ဖွဲ့ခွဲသွားကြသည်တစ်ဖွဲ့ကအတူတကွစူပေါင်းကအသက်ရှူသံတစ်ချက်လှုပ်ရှားမှုတစ်ခုအန်အိုးဖွဲ့အခွင့်အလန်းတစ်ခုကိုရှာဖွေနေကြသည်အေးဆက်သွားသောအမွေပေါ်တွင်မျောလင့်ချက်ဖြင့်လက်ထီတွေ့ကြသည်အခြားဖွဲ့ကတော့မာနပြင်းထန်စွာမညာမနဆက်လက်လှုပ်ရှားကြသည်